အားလုံးပဲမင်္ဂလာပါခင်ဗျာ KSN Cartoon Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုပြောမယ့်ပုံမြင်လေးကတော့စွမ်းရည်ကိုစီဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ခင်ဗျာပုံမြင်လေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားကြပါအောင်ဗျာတခါတော့ကနက်ဆိုင်တော်တောအုပ်ကြီးထဲတွင်ဘောဂဆိုတဲ့စင်ကြီးတစ်ကောင်နဲ့ပို့ပိုးဆိုတဲ့မြောက်လေးတစ်ကောင်တို့ဟာအချစ်ဆုံးတငယ်ချင်းတွေဖြစ်ကြတာပေါ့ဗျာဘောဂဒီကြီးမာတော်တစ်ပင်များကိုပင်တူဤအဆွဲဖြင့်တူဆွနိုင်ပြီးနှမောင်းတို့ဖြင့်ပတ်ဆွဲကလဲကျအောင်လုပ်နိုင်တော့ခွန်အားရှိတာပေါ့ပိုးပိုးကတော့အမြင့်ဆုံးတစ်ပင်ထိပ်မှတက်တီများကိုလျင်မြန်စွာခုဆွနိုင်တော့စွမ်းရည်ရှိကြတယ်သူတို့နှစ်ဦးနေ့တိုင်းအစာရှာထွက်တဲ့အခါဘောဂဒီပိုးပိုးကိုသူ့၏ကြောပေါ်တွင်တင်ကတက်တီများရှိရစီတို့ခေါ်ဆောင်သွားတာပေါ့ဗျာပိုးပိုးကတစ်ပင်ပေါ်တို့တက်၍တက်တီများကိုခုပေးပြီးသူတို့နှစ်ဦးအတူတကွခွဲဝေစားတောက်ကြတာပေါ့ဒီတက်တီတွေကအရန်ချုပ်တာပဲပိုးပိုးရဲ့လို့စင်ကလေးဘောဂကပြောလိုက်တယ်ဟုတ်ပါဘောကရေအမြင့်ကြီးတက်ခုရပေမဲ့ပင်ပန်းရကြုံနဲ့တယ်လို့ပို့ပိုးကပြန်ဖြေလိုက်ပါတယ်သူတို့နှစ်ဦးရဲ့ချစ်ခင်ကျင်နာမှုကိုမြေခွေးတစ်ကောင်ကမနာလို့ဖြစ်နေတာပေါ့အဲ့ဒီမြေခွေးရဲ့နာမည်ကတော့ကြီးစားလို့ခေါ်တာပေါ့သူတို့နှစ်ဦးစိတ်ဝင်ကွဲအောင်ဘလို့တွေးထိုးရမလဲလို့အမြဲကြံစီနေတော့တာပေါ့တနေ့မှာတော့ကြီးစားဒီစင်ကလေးဘောကစီတို့ချင်းကပ်လာတယ်ကိုဘောကကြီးရေဒီလောက်ခွန်အားကြီးရတာနဲ့မြောက်ကလေးကိုကြောပေါ့ခေါ်သွားပြီးရှောက်သွားရတာမပင်ပန်းဘူးလားဗျာစင်ကလေးကလည်းငါကတစ်ပင်တွေကိုတွန်းလဲနိုင်ပေမဲ့အမြင့်ဘော်ကတက်တီတွေကိုတော့မခုနိုင်ဘူးလေကွာပိုးပိုးလေးကခုပေးတာဆိုတော့သူပင်မမဆိုလို့ငါကြောဘော်တင်ခေါ်သွားတာပေါ့ကွာဟုဘောကပြန်ဖြေလိုက်တယ်ခမ ्या ပုတ်ပင်မနာကျုပ်မကြည့်ရလို့ပြောရတာပါဗျာတကယ်ဆိုခမ ्या ကပိုဆွမ်းဆောင်ရည်ရှိတာလေမြောက်ကတစ်ပင်ဘော်တက်ခုရုံပဲလေကွာဘာမှပင်ပန်းနာလည်းမဟုတ်ဘူးလို့ကြီးစားကမြောက်ပင့်ပြောဆိုလိုက်တာပေါ့ကြီးစားရေးစကားကြောင့်ဘောကဒီတူတာလင်းအစွမ်းထက်ဆုံးဟုထင်လာခဲ့တော့တာပေါ့ဗျာကြီးစားဒီဘောကကြီးအလက်တွင်ပိုးပိုးထန်သွားပြီးမြောက်ကလေးပိုးပိုးရေမင်းကဘောကကြီးလက်စားတာကိုခံနေရတဲ့သူမို့ငါတနာမိတယ်ကွာလို့ပြောလိုက်တယ်မင်းကအလွန်မြင့်မာတဲ့တစ်ပင်တွေပေါ်တက်ပြီးတစ်တီးတွေကိုခူးရတာကွစားတော့မင်းကနည်းနည်းပဲစားရပြီးဘောကကြီးကအဝပြေးစားရတာကွမင်းကခူးရတာနဲ့စားရတာမတန်ဘူးလေကွာမင်းကဘောကကြီးထက်စွန့်ရည်ပူတာတယ်လို့မြေခွေးကြီးစာကပြောလိုက်တယ်ပိုးပိုးလဲကြီးစာဤမြောက်ပင့်စကားကြောင့်သူ့ကိုယ်တူတာအစွမ်းအထက်ဆုံးဟုထင်လာခဲ့တော့တာပေါ့ဗျာအဲ့ဒါကြောင့်ဘောကနဲ့ပိုးပိုးတို့ဒီကြီးစာဤတွေ့ထိုးစကားကိုအမှန်ထင်ကစိတ်ဝမ်းကွဲလာကြတော့တာပေါ့ဒါပေမဲ့သူတို့နှစ်ဦးစလုံးကဟန်ဆောင်နေကြတယ်တနေ့တွင်ဘောကပိုးပိုးလေးရေတော်ထဲမှာတစ်တီတွေတောက်ချရအောင်ဟုပြောလိုက်တော့အခါပိုးပိုးကကျွန်တော်နေမကောင်းဖြစ်နေတယ်ဗျာတစ်ပင်မတတ်နိုင်ဘူးဟုပြန်ဖြေလိုက်တော့တယ်စင်ကလေးဘောကဒီလည်းပိုးပိုးအမှန်တကယ်နေမကောင်းဖြစ်နေတယ်ဟုထင်မှတ်ပြီးသူတကောင်တဲ့အစာရှာရန်ထွက်လာခဲ့တယ်ဘောကတော်တဲ့တို့သွားနေတဲ့အချိန်ပိုးပိုးကအခြားနေရာကိုသွားပြီးတစ်တီများကိုရှာဖွေစားတော့ကပြန်လာပြီးတော့အိတ်ချင်အောင်စောင့်နေတော့တာပေါ့နောက်တနေ့တွင်စင်ကလေးဘောကတူဥများတာတူလာနိုင်တော့အခါမြောက်ကလေးပိုးပိုးကအဲ့ဒါပဲခမ ्या ကခွန်အားတာကြီးမားတာဘာဆွမ်းဆောင်ရမှမရှိဘူးဗျကျွန်တော်ဆွမ်းဆောင်ပြီးလို့တာခမ ्या တက်တီတွေဝဝလင်းလင်းအောင်စားရတာမဟုတ်ဘူးလားဗျကျွန်တော်ကခမ ्या ထက်ဆွမ်းဆောင်ရည်ပိုရှိတယ်လို့အပြစ်တင်ပြောဆိုတော့တာပေါ့ဗျာသူတို့နှစ်ဦးစလုံးမြေတူကစွမ်းရည်ပိုရှိတယ်လဲဆိုတာကိုညှင်းခုန်နေကြတဲ့အခါတက်ကောင်တဲတွင်အိတ်နေတော့အဖိုးဇီးကွက်တစ်ကောင်ကကြားလိုက်ရတယ်ဟဲ့ဘောကနဲ့ပို့ပို့တို့မင်းတို့ညှင်းခုန်နေတဲ့စကားတန်ကြောင့်အဖိုးအိတ်ရီပြလိုက်တာကွာဘသူကစွမ်းရည်ပိုရှိတယ်လဲဆိုတာကိုမင်းတို့သိရှင်ကြတယ်မဟုတ်ဘူးလားအဖိုးဆုံးဖြတ်ပြီးရင်ကောမင်းတို့လက်ခံပါလားဟုတ်ကဲ့လက်ခံပါမယ်လို့သူတို့နှစ်ဦးကပြန်ဖြေလိုက်တယ်လက်ခံနေဆိုရင်အဖိုးစားချင်တာကိုတော့ယူလာပြီးမှရမယ်ဟိုးရှေ့ဘက်ရက်မှာရှိတဲ့အလွန်ကြီးမားတဲ့တရက်ပင်ကြီးတစ်ပင်ရှိတယ်ကွအဲ့ဒီတရက်ပင်ကတရက်သီးမဲ့ကိုအဖိုးစားချင်တယ်ကွာအဲ့ဒီတရက်သီးကိုစားပြီးကြတဲ့မင်းတို့နှစ်ယောက်မှာဘသူကစွမ်းရည်ပိုရှိတယ်လဲဆိုတာကိုအဖိုးပြောပြမယ်ကွာလို့အဖိုးစည်းကွက်ကပြောလိုက်တယ်ဘောကနဲ့ပို့ပို့တို့လည်းအဖိုးစည်းကွက်ညင်ပြတော့အရှိအရက်တို့မာနချင်းပြိုင်ကတွားကြတာပေါ့ဗျာလမ်းတွင်မြစ်ကြီးတစ်စင်းကိုတွေ့တော့အခါပို့ပို့ကဒီမြစ်ကြီးကိုငါဘယ်လိုကူရပါမလဲလို့စဉ်းစားနေတာပေါ့ဗျာဘောကဒီမြစ်ကိုအလွယ်တကူကူးဖြတ်သွားပြီးတစ်ဖက်ကန်တို့ရောက်သွားတာပေါ့ဗျာပို့ပို့ကမူမြစ်တစ်ဖက်ကန်တွင်ကြံနေခဲ့တယ်ဘောကဒီတရက်ပင်ကိုတွေ့တော့လဲအတီးကိုမခုနိုင်ပဲမြစ်ကိုတာပြန်ပြီးကူးလာခဲ့ရတော့တယ်အဲ့ဒီအခါမှာတော့ကဲမြောက်ကလေးပို့ပို့ရေမင်းငါကြောက်ပုတ်ကိုတက်ကွာဟုစင်ကလေးဘောကပြောလိုက်တယ်ပို့ပို့ဒီဘောကဤကြောက်ပုတ်တို့တက်လိုက်တော့အခါမြစ်တစ်ဖက်ကန်တို့ကူးပို့ပေးလိုက်တယ်တရက်ပင်ကြီးရှိရတို့ရောက်တော့ပို့ပို့ကမြစ်မာတော့တစ်ပင်ထဲမှတရက်တီးမဲ့ကိုတက်ခူးကြတယ်အဲ့ဒီနောက်မှာတော့သူတို့နှစ်ဦးသားဒီတရက်တီးကိုခူးပြီးအဖိုးစည်းကွက်ရှိရတို့ပြန်လာကြတာပေါ့ဗျာကဲဘောကနဲ့ပို့ပို့တို့တတို့တကောင်ချင်းစီမှာဆွဲရည်ကိုစီရှိကြတယ်ဆိုတာဒီခီးစဉ်ကတတို့ကိုအဖြေပေးလိုက်ပြီမဟုတ်လားစင်ကလေးဘောကမြစ်ကိုကူးဖြတ်နိုင်ပေမဲ့မြောက်ကလေးပိုးပိုးကတက်ခုမပေးရင်တရက်ဒီကိုရောက်ဖို့ဆိုတာမလွယ်ဘူးကွပိုးပိုးကလည်းဘောကခေါ်မလာရင်မြစ်ကိုဘလို့ကူးမလဲကွာလို့
အဖိုးစည်းကွက်ကရှင်းပြလိုက်တယ်အဲ့ဒီအခါမှဟုတ်ကဲ့တဘောပေါက်ပါပြီအဖိုးလို့ဘောကားနဲ့ပူပူတို့ကတပြိုင်တည်းပြန်ဖြေလိုက်ကြတာပေါ့သူတို့နှစ်ဦးလည်းရခင်ကဲ့သို့သောတတိများကိုအတူတကွပြန်လဲရှာဖွေစားတော့ကြရင်တသက်လုံးရှိခင်စွာနေထိုင်သွားကြတာပေါ့ဗျာပုံမြင်လေးကတော့ဒါပါပဲခင်ဗျာဒီကနေ့ပုံမြင်လေးကိုအဆုံးအထိအားပေးနာဆင်သွားကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာနောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးများစွာကိုဆက်လက်တင်ဆက်ပေးသွားမှာမို့အားပေးကြည့်ရှုကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ